Hello, it's me, Rose. ပြီးခဲ့တဲ့3လက142ပေါင်ရှိခဲ့တဲ့ Rose ကအခုတော့ပေါင်130အထိဝှချနိုင်ခဲ့ပါပြီ။အရင်လက်မောင်းက33 cm ရှိတာကနေပြီးတော့အခုဆိုလို့ရှိရင်29 cm ပဲရှိရတယ်။အရင်ရှင်က93 cm ရှိခဲ့တာကနေပြီးတော့အခုဆိုလို့ရှိရင်87 cm ကိုရရှိခဲ့ပါပြီ။နောက်ပြီး Rose ရဲ့အောက်ဘက်က95 cm ကနေပြီးတော့အခုဆိုလို့ရှိရင်88 cm ကိုရောက်ရှိသွားပါပြီ။ခါက71ကနေပြီးတော့69ထိကိုရောက်ရှိသွားပါပြီ။အခုကနည်းနည်း period ကာလမျိုးလို့ bloating ဖြစ်နေတော့နည်းနည်းလေးပဲကြာကြအောင်ထင်ရပေမဲ့ဒီ bloating ကာလပြီးသွားပြီဆိုလို့ရှိရင်ဒီထက်ပိုကြပါတယ်။အရင်တုန်းကတင်က101 cm ကနေပြီးတော့အခုဆိုလို့ရှိရင်98 cm ပဲရှိပါတော့တယ်။အရင်တုန်းကပေါင်လုံးဘက်ကလည်း57ကနေပြီးတော့အခုဆိုလို့ရှိရင်54ပဲရှိပါတော့ရှင်။ပြီးခဲ့တဲ့ရက်တရား Rose နဲ့အခု Rose နဲ့မျက်နှာကတိတိတတ်တာပြောင်းလဲသွားတာကိုမြင်ရမှာပါ။ပေါင်ချိန်ဆက်ပေါ်ကနံပါတ်တွေပဲမဟုတ်ဘဲနဲ့တကယ်ကိုခန္ဓာကိုယ်အချိုးအစားတိတိတတ်တာပြောင်းလဲသွားတာကို before နဲ့ after မှာမြင်ရမှာဖြစ်ပါတယ်။အကြောင်းမျိုးကြောင့်ပြီးခဲ့တဲ့3လတုန်းကတော့ record မလုပ်ထားနိုင်ခဲ့ပေမဲ့ Rose တိတိကျကျစူးစမ်းခဲ့လို့12ပေါင်လဲကြာခဲ့တဲ့အပြင်ကိုအစီပမာဏလည်းတိတိတတ်တာပြောင်းလဲသွားပါတယ်။မကြခင်မှာလည်း Rose ကိုယ်တိုင်လက်တွေ့ကြပြီးတော့ကျမရင်းနဲ့ညီညွတ်တဲ့နောက်ထပ် challenge တစ်ခုကိုတိတိကျကျအသေးစိတ် record လုပ်ထားဖို့ကိုပြင်ဆင်ထားပါတယ်။နောက်ထပ်ရက်တရာမှာရောတကယ်လုပ်နိုင်ပါမလား။စောင့်ကြည့်ပေးဖို့မမေ့နဲ့နော်။